ပဋ္ဌာန်းရွတ်နေတဲ့အခါမှာတေချာစဉ်းစားပြီးတော့နားထောင်ကြည့်ဒီစကားလုံးလေးတွေပါတယ်နော်ဒါနတတ္တဝါအလှလူပြီးတဲ့နောက်မှာတန်ထိုမိမိလှူခဲ့တဲ့ဒါနကုသိုလ်ကိုဂရုကတ္တဝါအလေးနဲ့ထားပြီးတော့ပစ္စဝေကတိဆင်ញင်စဉ်းစားတယ်တဲ့။အော်ဆင်ញင်စဉ်းစားတာကကုသိုလ်တစ်ခုဒါနတတ္တဝါဒါနပေးလှူတာကကုသိုလ်တစ်ခုဆိုတော့ကုသိုလ်ဘယ်နှခုဖြစ်သွားတော့နှစ်ခုဖြစ်သွားတယ်။အဲ့တော့လှူတာကတစ်ခါပဲလှူတယ်ပြန်စဉ်းစားတာကအချိန်ချင်းစဉ်းစားလို့မရပေဘူးလား။ဟောအချိန်ချင်းစဉ်းစားလို့ပြန်ပြီးတော့ရလာတယ်။ဟောဒါနလို့ဆိုတဲ့ပကတအခြေခံကောင်းလေးတစ်ခုကိုအခြေပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဇက်တိုက်ဖြစ်လာဒီလိုဆိုလိုတယ်နော်။အဲ့လိုဇက်တိုက်ဖြစ်လာအောင်အလေးနဲ့ထားပြီးတော့ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုဆင်ခြင်စဉ်းစားပါတဲ့။ဒါဥပနိဒေယပစ္စည်းလို့ခေါ်တယ်ကိုယ်မှာတန်ဖိုးရှိတဲ့အရာလေးတစ်ခုရထားပါရဲ့တန်းနဲ့ပြန်ပြီးတော့အခုလိုမစင်ញင်မစင်စားဘူးဆိုလို့ရင်ကုသိုလ်မရနိုင်ဘူးပေါ့လူတော်ကရလိုက်တဲ့ကုသိုလ်လေးတစ်ခုပဲရမှာပေါ့ဟောနောက်တစ်ခုကုသိုလ်ကောင်းမှုတစ်ခုကိုမြတ်စွာဘုရားရှင်းပြတယ်သီလံသမာဓိယိတဝါတံကရုံကတ္တဝါပစ္စဝခတိဒီလိုဆိုသီလဆောက်တည်လိုက်တယ်ခေါဏကြည့်လေ၅ပါးသီလဆောက်တည်လိုက်ကြတယ်အားလုံး၅ပါးသီလဆောက်တည်လိုက်တဲ့အခါကျတော့ကြည်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယ၅ပါးသီလသူ့အသက်တတ်ခြင်းမှရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်ဆိုရယ်အဲ့ဒီရှောင်ခြင်းမှုဆိုတဲ့သီလကလေးတွေကိုယ်တိုင်ဆောက်တည်လိုက်လို့သီလသမာဒါနစေရနာဆိုတဲ့ကုသိုလ်လေးရထားပြီးပြီအဲ့ဒီကုသိုလ်ကိုပြန်ပြီးတော့အလေးနဲ့ထားပြီးတော့ငါသူများတဲ့တတ်ခြင်းမှရှောင်ခြင်းနဲ့သီလငါမှရှိတယ်။ဟောသူများဥစ္စာခိုးခြင်းမှရှောင်ခြင်းနဲ့သီလငါမှရှိတယ်ဆိုတော့ပြန်ပြီးတော့အလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားလိုက်မယ်ဆိုရင်ဒီသီလဆိုတဲ့တရားကိုအာရုံပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဖြစ်လာတယ်။အဲ့ဒါကိုဥပနိဒေယပစ္စည်းလို့ပြောတာ။ဆောက်တည်လိုက်တဲ့သီလသည်အာကြီးတဲ့အကြောင်းတရားဖြစ်ပြီးတော့နောက်ထပ်ကုသိုလ်တွေဟာဆင်ငယ်အများကြီးဖြစ်လာမယ်။တဏှေကုံဆင်ញင်စဉ်းစားပြီးတော့ကိုယ်သီလကိုတဏှေကုံဆင်ញင်နေမယ်ဆိုရင်တဏှေကုံကုသိုလ်တွေရနေမှာပဲကဲဘလောက်ကျင့်တတ်เสียကောင်းတော့ပတ်ဆံရှာရတာမှခက်သေးတယ်ကုသိုလ်ဖြစ်ဖို့ခက်သလားမခက်ဘူးနော်သို့တော်ရလွယ်သလားဆိုမရလွယ်ဘူးဘာဖြစ်လို့မရတာတော့ဆိုပမာဒမေ့လျော့နေလို့မရတာတဲ့ကုသိုလ်ကောင်းမှုပေါ်မှာမေ့လျော့တယ်ဆိုတာကြောင့်မရတာခက်လို့မရတာမဟုတ်ဘူးနော်